ကြီးစရာမလိုပါဘူးငါလည်းမင်းကိုမဟုတ်ပွဲကျင်တော့တက်တက်လာခဲ့တာဟာ ကြောက်ကြောက် ဩတူရင်းချင်းကိုမင်းကချီးစရာလားကွာ မပါဘူးဦးလေးအားနာလို့ကိုယ်ရင်လာတာကိုကဧည့်ခံရမှာလေအခုကဦးလေး မလိုပါဘူး ဟာအိုင်ဘော ညခုနတောင်းမဖို့ယူလာလိုက်ဒါတော့ငါလမ်းစိတ်ကြံလို့လမ်းစိတ်တွေသုံးမယ် ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့ကျွန်တော် အဲ့ဒါငါဇောတိကလို့ခေါ်လို့ မင်းကငါဇောဒီကလို့ခေါ်အောင်မယ်စက်တီတုံးကလည်း ဒါကလည်းစကားများမနေနဲ့ ဟုတ်ကဲ့ဦးလေးအေးအခုအစီအစဉ်ပေးလိုက်ဟုတ်ကဲ့အဲ့တော့ကျွန်တော်စားဖို့တော့သွားလိုက်မယ်နော်ဦးလေး ငါဘယ်နာရမလဲ မရတော့ဘူးတယ်နော်ဟုတ်ကဲ့ဒီမှာလိုက်ပါသူစီစဉ်ပေးပါလိမ့်မယ်သူစီစဉ်ပေးပါလိမ့်မယ်ဦးလေးနော်တွေ့မှာစားရအောင်ဦးလေး အေးပါဗျာအဲ့ဒါကျွန်တော်အခေါင်းပြင်ပေးလိုက်ရမလား လောက်လာပြီလောက်လာအခန်းပြင်ပေးရမလားအခန်းထဲမှာမအိပ်ဘူးလို့ဆိုရတယ်ပြောနေလေကဲတိချမ်း ငါတိကျပြောအောင်စားရလိမ့်မယ်ဦးလေးပြောင်းထားလိုက်မယ် ငါစိတ်ချမနှောရအောင်ခဏလေးတော့ဦးလေး နည်းနည်းလေးပြန်လာအောင် ဟုတ်ကဲ့ပါဦးလေး မင်းကောင်လည်းငါ့ကိုတယောက်တည်းမထားခဲ့နဲ့ဦး လေဖြာလေးက အာခေါင်းတွေကြိုက်နေပြီငါလည်းတားစီလာအေး